မြတ်စွာဘုရားရှင်ဟာသာသနာပြုရင်းသစ္စာဗန္ဒတော်ယခုတန်းကြီးတောင်ထက်နေပူကျဲတွင်ရက်တက်နေသဖြင့်တောင်ဆောင်ဘီလူဟာမြတ်စွာဘုရားရှင်ကိုအင်ဖက်3ရက်နဲ့အုပ်ပူမိုးပြီးဆိုခဲ့ပါတယ်။ဘုရားရှင်သည်ဘီလူဤကုသိုလ်စေတနာကိုမြင်တော်မူ၍ပြုံးတော်မူကားအရှင်အာနန္ဒာအားဤသို့ဗျာဒိတ်တော်မိန့်ကြားခဲ့ပါသည်အာနန္ဒာဤတောင်ဆောင်ဘီလူသည်ငါဖျားအားအင်ဖက်3ရက်ဆက်၍ထိဖြူမူကားပူဇော်ခဲ့သောကုသိုလ်ကြောင့်နောင်ပကံပြည်ကြီးပေါ်ထွန်းလာသောအခါထိုပြည်၌မင်း3ဆက်ဖြစ်လိမ့်မည်ထို့နောက်ဖျားရှင်ကဆက်လက်၍ဖျားရှင်၏အရေးအာဝါဒအောက်တွင်ရန်ညိုးပြေဝတ်ဆိုးနေသောဖာသည်သမုဒ္ဒရာမင်းဖြစ်လိမ့်မည်ဖားကိုလိုက်ဖမ်းသောရှုပြန်သည်ပြူစောတိမင်းဖြစ်လိမ့်မည်ဟုဗျာဒိတ်တော်များဆင့်ကာပေးခဲ့ခြင်းဖြစ်ပါသည်ဗျာဒိတ်တော်နှင့်အညီသာသနာနှစ်6ရ50ခုနှစ်သို့ရောက်သောအခါသမုဒ္ဒရာမင်းပေါ်ထွန်းခြင်းတကောင်းမင်းမြို့နယ်သမုဒ္ဒရာမင်းသည်ဗျာဒိတ်တော်ရှိရာအရက်သို့ရောက်ရှိလာပြီးအကွဲကွဲအပြားပြားဖြစ်နေသောရွာ19ရွာကိုစုစည်းကာအရိမတနာပကံကိုစတင်တည်ထောင်ခဲ့ပါသည်တောင်ဆောင်ဘီလူ၏အဆက်အနွယ်များဖျားရှင်ဗျာဒိတ်ပေးခဲ့သောတောင်ဆောင်ဘီလူသည်လည်းပကံရာဇဝင်တွင်အလွန်ထင်ရှားသောမင်း3ဆက်ဖြစ်လာခဲ့သည်ဟုအစဉ်လာရယူဆကြပါသည်လင်းတို့မှာတိန်ခုံမင်းရွှေအုံသီးမင်းပိတ်တုံမင်းအချို့ကျမ်းများတွင်ကညောမင်းထီမင်းရင်စသည်ဖြင့်လည်းဖော်ပြကြသည်ဤသို့ဖြင့်ဖျားရှင်၏ဗျာဒိတ်တော်အတိုင်းဘီလူအနွယ်ဖားအလောင်းရှုပြန်အလောင်းတို့သည်အစဉ်စဉ်သောကံအကြောင်းတရားများဖြင့်စုံစည်းကာပကံပြည်ကြီးဆိုသည်မှာစတင်အသက်ဝင်ပေါ်ပေါက်လာခဲ့ရခြင်းဖြစ်ပါသည်